ဒါနော်တရုတ်စကားပန်းလေးရရဲရဲနဲ့နေလုံးလေးကနေဝင်ငံကြီးရဲရဲလေးနဲ့နေလုံးကလည်းမိုးကုတ်ကမာကျောနေတဲ့ကြောက်ဒီကိုတူးလိုက်ပြီးတော့တွေ့လာတဲ့ဗရံများကြီးကြာတယ်နော်ရဲပြီးတော့လှတယ်နေလုံးကြီးပန်းမွင့်လေးကလည်းတော်တော်လှတယ်ဗျသူတို့နှစ်ခုရဲ့လှပခြင်းကတော်တော်လက်ပြောမှာစကားလေးကကြပြားလေးလိုစာလေးလိုပန်းမွင့်လေးကရဲနေလုံးလေးကရဲဆိုတော့နော်ဒါတွေးခေါ်ပြီးတော့စဉ်းစားပြီးတော့ငြိမ်ချမ်းအေးချမ်းနဲ့စဉ်းစားမယ်ဆိုတော့ကြပြားတစ်ပုတ်ကတော့ဒါထုတ်လို့ရတယ်ဟောနေလုံးညမဝင်သေးဘူးလာမင်းညလည်းဒါချင်းနေပြီဗျာနော်နေတစ်ဖက်လာတစ်ဖက်တော့ဖြစ်နေပြီဗျာနော်ဒါမိုးလေးတွေကြည့်ရတယ်လဲတိတ်ကောင်းတယ်ဗျညနေစီးသားနေလုံးညဝင်တော့မယ်ဆိုဟောလာပြည်ကန်နီးပေါ့ဗျာလာဆန်းလဲဆိုအဲ့လိုလာရက်လည်းမြင်ရတယ်နေမဝင်ခင်လာမြင်ရတယ်ဆိုတာပြင်ပလောကမှာထိတွေ့သွားလာနေတဲ့လူတွေမှမြင်ရတာဒါတောင်မှတတိထားမှမြင်ရတာဗျာနော်ကိုလုတ်ကိုမဲလုံနေဘာသဘာဝမှလည်းသိမှာမဟုတ်ဘာမှလည်းမသိဘူးဗျနေရာသီးတဲ့ဘာကြီးမို့ပူလာတဲ့တောင်ပေါ်ရတယ်အေးဗျမြို့ထဲရွာထဲလောက်တော့မပူဘူးဗျဘာလို့လဲတောင်တွေကတော့အမှတစ်ပင်တွေရှိတယ်ရွက်မထွက်သေးရနော်ဒါပေမဲ့ဟိုးရှူကြလာတဲ့လေကလည်းကျွန်တော်တဲဘက်ပဲထွက်တာဟိုးမြင်ဆုံးတောင်ကြီးကနေအောက်ဆင်းလာတဲ့ရှူတွေကလေတွေလည်းကျွန်တော်တဲကရှူတဲ့ကိုပဲလာတဲ့အတွက်အဲ့တဲဆောက်ထားတဲ့နေရာလေးရဲ့စိတ်ပြီးတော့အေးနာဗျနေရတာတော်တော်ကောင်းတယ်ဒါနောက်ပိုင်းဒီဘက်နာစိုက်ထားတဲ့ပင်တွေကကြီးလာရင်တော့ပိုပြီးအေးပြီပေါ့ဗျာကဲဒီနေ့ညနေတော့ငါကလေးတွေကသာယာယာနဲ့အိတ်တန်းတက်ကြတယ်ဗျာနော်သူတို့ဖော်တွေမကွဲဘူးနဲ့တူတယ်ခါတိုင်းဆိုရင်ဒီကောင်တွေတန်မပေးဘူးဆွေးပြီးလွမ်းပြီးတန်းတာပြီးအိတ်နေတယ်နဲ့တူဒီတော့ကွကြော့နေတာဟောတော့ကြဖားရလည်းမပိတပိနဲ့အော်ကြဖားကျမပြောင်းလာလားဟဲ့ဒီကောင်တချင်းဆိုများလောက်တဲ့ KTV သွားပြီးတော့ကြက်တန်ဝင်နေတယ်ကွာရေလေးပါလေလာတော့အောင်လေးမင်းမလာတာ2ရက်ရှိပြီဒါတော့တကူလာပြီဗျာနော်နေမင်းကြီးတော့မဟုတ်ဘူးဗျာလာမင်းကြီးကဘာလို့ရဲနေလဲဆိုတော့ဒါပူရှိန်နေပြင်းလို့ပေါ့ကျွန်တော်တို့ဒါဗမာလာလို့ဆိုရင်တော့ကိုကတကူလာပြီဆိုရင်တော့လာပြီကြော10ရက်လောက်ထီတော့ပူရှိန်ပြင်းမယ်ဗျတဘာဝဥရုရဲ့ခံမှန်းချက်ပေါ့အင်္ဂလိပ်လို့ဆိုရင်တော့4လပိုင်း10ရက်လောက်ထီတော့ပူပြင်းမဲ့နေသားတွေတွေ့ရတယ်ဒါတန်မှန်ပူနှုံးနဲ့တော့မတူဘူးဗျခုနေပူထဲမှာကျွန်တော်လည်းလှုပ်ဖူးတယ်ငကိုနေပူတာနဲ့မတူခုပူတဲ့ပူကလူခန္ဓာကိုယ်စူးရှပြီးတော့ဆက်ဖြင်းနဲ့ဗျာနော်ဒါတော်တော်စိုးရင်ရတယ်အားကြောင့်မို့စောစောလေးလှုပ်ကြနေလေးပုံရင်သိမ်းမို့ဗျာနောက်တစ်ခုကစီဆိုင်နေမှာစီတန်းရလဲဆိုင်ငယ်တွေမော်တော်ကားတွေရဲ့ပူရှိန်နေနေကထူကယူဆိုင်ဗျာနော်ဒါကတော့မယုံမလွန်ပြောကြည့်တာပေါ့ဗျာနော်ဥပမာစီဆိုင်ပန့်ဆိုင်နေနားမှာဆိုရင်ဒီလိုပူရှိန်မျိုးနဲ့ဆိုတော့မီးဇက်ကားလေးတွေတစည်းတလေတော့ရှိသင့်ပါတယ်ဒါကြံပေးတာပါဗျာနော်ဘာလို့ဆိုပူရှိန်တွေကပြင်းလို့စရယူဆိုင်ကြဗျကျမ်းမာကြီးကတော့ပူရှိန်ပြင်းပြီးတော့လဲကန့်သွားတတ်တယ်အဲကြောင့်ဘာမှမသေးကြဘူးနော်ခုဆိုရင်ပူရှိန်နေပြင်းတော့တနစ်နဲ့ရေထွက်ခဲ့တဲ့နေရာတွေစိတ်ဆန်းချောင်းတွေတချို့ခန်းနေပြန်နော်ကိုရင်ဆုံးဘာမှမကြည့်နဲ့ပြီးဦးလွင်မှာဆိုရင်လဲဒါပိတ်ချင်းမြောင်ဆိုရင်ရေအားတော်နေသွားတယ်ဒီနှစ်ငရင်လဲတအားလှုပ်တော့နော်ရေကြောတွေပြောင်းမှာပေါ့ဗျာနော်ဥပမာတော်တော်များများနေရာတွေမှာတွေ့ရပါတယ်လို့အဲကြောင့်မို့ကျမ်းမာရေတော့အထူးကြီးစိုက်ကြဗျရာသီဥတုပူရှိန်တွေကလွန်ကဲနေတယ်ဗျာနော်